ကောင်လေးကလေရင်နဲ့ပထမဆုံးအကြိမ်အိမ်ပြန်ခဲ့ပေမဲ့သူ့ထိုင်ကုန်ကိုရှာတွေ့ပြီးထိုင်ကန်နီးမှာထိုင်ကုန်ကိုတခြားကလေးကယူထားပြီးသားဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ထိုအချိန်တွင်လေရင်အမှုထမ်းတအူလမ်းလျှောက်လာတော့လဲကလေးကိုထွက်သွားရန်မတောင်းဆိုခဲ့ပေအဲ့ဒီအစားသူမသည်ဘောကိုပထမတန်းသို့တိုက်ရိုက်ပြောင်းရွှေ့ခဲ့သည်ထိုအချိန်တွင်ပထမတန်းစာခန်းထဲတွင်အဲလစ်သည်သူမနှင့်စကားပြောရန်ကြိုးစားနေသောပြောင်ပြောင်တင်းတင်းလူတစ်ယောက်၏အနောက်ရှက်ကိုခံနေရသည်သူမသည်ဘေးကိုချက်ချင်းဆွဲတင်လိုက်ပြီးသူဘေးမှာထိုင်ခိုင်းလိုက်သည်ဒါကိုမြင်တော့လူကရက်တန့်ပြီးဘာမှမပြောတော့ဘူးလေရင်ခီးစဉ်တစ်လျှောက်အဲလစ်သည်သူမ၏အလုပ်ပေါ်လုံးလုံးအာရုံစိုက်ခဲ့သည်ဘဲအိုသည်သူ့ဘာသာသူချိန်ညှိနိုင်သောထိုင်ကုန်ဖြစ်ကစားခဲ့ပြီးအချိန်တော်တန်ရှိကလဲဆိုရန်ဖန်ရန်ခါစိုက်ကြည့်တော့လဲဤကောင်လေးသည်အနာဂတ်တွင်သူမ၏ဘဝလမ်းကြောင်းကိုလုံးဝပြောင်းလဲသွားလိမ့်မည်ဟုအဲလစ်ကတခါမှမထင်ခဲ့မိပေရုတ်တရက်လေရင်သည်ပြင်းထန်သောလှိုင်းလုံးကြီးတစ်ခုနှင့်တိုက်မိသွားသည်လေရင်သည်ပြင်းထန်စွာတုန်ခါလာပြီးရုတ်တရက်အမှတောင်ထဲသို့ထိုးကျသွားခဲ့သည်အဲလစ်ကဘေး၏လက်ကိုအလိုလိုဆုပ်ကင်ထားသည်မရင်းနှီးသောကောင်လေး၏လက်မှနှွေးထွေးမှုနှင့်ခွန်အားများကသူမကြောက်ရွံ့မှုကိုဖြေလျှော့ပေးရုံသာမကထိုခဏလေးတွင်မှပင်လူငယ်၏နှလုံးသားကိုထိမိသွားသည်နောက်ဆုံးတွင်လေရင်သည်ဒလစ်ခီးဆောင်အိမ်များကိုထုတ်ပိုးပြီးထွက်ခွာရန်ပြင်ဆင်နေသည်ကိုကြည့်ရှုရင်းဘေးကင်းစွာဆင်းသက်ခဲ့ပြီးနောက်ဆုံးတွင်ဘဲအော်သည်သူ၏တတိကိုစူဆောင်းကအစင်မပြေစွာနှုတ်ဆက်ခဲ့သည်ဘဲအော်ဘေးအဲလစ်ဘောဒီဤခဏတာတွေးဆုံမှုပြီးဆုံးသွားပြီဟုထင်လိုက်သောအခါတွင် Alive ထိုင်ကုန်အောက်တွင်ကျန်ခဲ့သော Last Strike ကိုရုတ်တရက်တတိပြုမိသည်သူစိတ်လှုပ်ရှားစွာ Last Strike ကိုကင်လိုက်ပြီးလေစိမ့်မှသူမနောက်ကိုလိုက်သွားခဲ့တော်လဲသူမြင်လိုက်ရသည်မှာ Elite ၏ထွက်ခွာသွားသောကားဖြစ်သည်နောက်တစ်နေ့တွင် Elite သည်သူမ၏ထုံးစံအတိုင်းယုံကြည်မှုအပြည့်ဖြင့်ကုမ္ပဏီထဲသို့ဝင်ခဲ့သည်အဲ့ဒီမှာနှစ်အတော်ကြာအလုပ်လုပ်ခဲ့တဲ့အကြီးတန်းဝန်ထမ်းတစ်ယောက်အနေနဲ့ Editor ချုပ်ဖြစ်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့တထေးကသူ့ပြတိုင်ဘက်လစ်ဆာကိုယာထူးပေးလိုက်တယ်။အဲလစ်သည်တုံလုံးချောက်ချသွားသည့်အတွေ့အကြုံနှင့်စွမ်းရည်အရသူမသည်အကောင်းဆုံးကိုယ်စားလှယ်လောင်းဟုယုံကြည်ခဲ့တော်လဲသူမ၏တထေးကပေးသောအကြောင်းပြချက်ဖြင့်သူမကိုစကားမပြောဘဲထားခဲ့သည်လစ်ဆာ professional ကျွမ်းကျင်မှုမှာအနည်းငယ်အားနည်းတော်လဲသူမသည်ရှင်လန်းတက်ကြွပြီးလုပ်ဖော်ကိုင်ဖက်များနှင့်ကောင်းမွန်စွာဆက်ဆံခဲ့သည်ပို၍အရေးကြီးသည်မှာသူမသည် social media ပေါ်တွင်ဩဇာလွှမ်းမိုးမှုအားကောင်းခဲ့သည်သူမ၏စမ်းသစ်သောအကြံဉာဏ်များသည်လူငယ်များနှင့်စမ်းသစ်တီထွင်မှုစီတို့ကုမ္ပဏီ၏အနာဂတ်ဦးတည်ချက်နှင့်ကိုက်ညီပါသည်နိုင်ရှုပ်ကြည့်လျင်အဲလစ်သည်အမြဲတမ်းလေးနက်ပြီးညဉ့်ညမ်းသောအမှုအရာကိုသူများဆင်ထားသောကြောင့်လူများကိုဖိအားများပေးပြီးဝေးကွာသွားစေသည်ဒီလိုဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အဲလစ်ကငြင်းခုန်ခြင်းမရှိပါဘူးသူမသည်စိတ်ပြတ်အားငယ်မှုကိုရင်တွင်း၌မြုပ်နှံကအဆုံးမဲ့အလုပ်များဖြင့်ကိုထုံကျင်ရန်စူးစမ်းရင်းကူကယ်ရမယ့်စပွဲစီတို့ပြန်သွားခဲ့သည်ဒါပေမဲ့သူမကွန်ပျူတာကိုဖွင့်လိုက်တာနဲ့အရေးကြီးအလုပ်ဖိုင်တွေပါတဲ့ drive ပျောက်ဆုံးနေတာကိုသူမတွေ့ရှိခဲ့ပါတယ်။သူမအလွန်မင်းစိတ်လှုပ်ရှားနေချိန်တွင်သူမ၏ကွန်ပျူတာစခင်ဘေးတွင်အခန့်ရေးမှုကထားခဲ့သည့်မှတ်စုတစ်ခုကိုတွေ့လိုက်ရသည့် last drive ခရီးစဉ်ကိုပြန်လာလိုသောလူငယ်တဦးသည်ယနေ့ကုမ္ပဏီသို့ရောက်ရှိလာတော့လဲသူမသည်ထိုအချိန်ကတထေးတဦးနှင့်စကားပြောနေသောကြောင့်အခန့်အရာရှိကသူ့အားဆက်သွယ်ရန်အချက်လက်ကိုခြံထားခဲ့ရန်တောင်းဆိုခဲ့သည်။အလစ်ကချက်ချင်းပဲမှတ်စုထဲကနံပါတ်ကိုခေါ်လိုက်တယ်ထိုအချိန်တွင်ဘောက်သည်စူညံသောဘာတစ်ခုတွင်ရင်းဤအတန်းဖော်များနှင့်ပါတီပွဲပြုလုပ်နေတော်လဲအလိုက်ဤအတန်းကိုချက်ချင်းမှတ်မိပြီးဘာ၏လိပ်စာကိုစိတ်လှုပ်ရှားစွာပြောပြခဲ့သည်အလစ်ကတုံဆိုင်မနေပဲအဲ့ဒီကိုချက်ချင်းမောင်းသွားလိုက်တယ်သူမကဲ့သို့ရင်းချက်ပြီးပြေးပြစ်သောအမျိုးသမီးတဦးသည်ထိုကဲ့သို့နှုတ်ပြိုပြီးတက်ကြွသောပတ်ဝန်းကျင်တွင်လုံးဝနေရာမရှိပုံရသည်သူမသည် Last Drive ကိုရယူပြီးတက်နိုင်သမျှအမြန်ဆုံးထွက်သွားရန်သာဆန္ဒရှိတော်လဲဘောကသူ့အိမ်တွင် Last Drive ရှိကြောင်းပြောခဲ့သည် Alex အနေငယ်စိတ်ဆိုးသွားတော့လဲသူ့နောက်သို့လိုက်ရမှလွယ်၍ရွေးချယ်စရာမရှိပေဘောပန်းရောင်လျက်စစ်စကူတာအဟောင်းကိုသူမမြင်တော့အခါ Alex တီးတုံဆိုင်သွားသည်နောက်ဆုံးမှာတော့ဘောကသူမကိုပေးလာတဲ့ခမောက်ကိုယူတော့မဲဒါပေမဲ့အရင်ကတခါမှမဝတ်ဖူးတာကြောင့်ခပ်ပတ်ကိုမချိတ်နိုင်ခဲ့ပါဘူးဒါကူဘောကကျင်းနာစွာကူညီဖို့ရှိကိုလှမ်းလာတာကိုတွေ့တော့ Alex ရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကဒီမြင်ကွင်းကိုမြင်တွေ့ခဲ့ရပါတယ်သူတို့ရဲ့ရှူတောင်းကနေကြည့်ရင်သူတို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးဟာသူတို့နန်းနေပုံမှာပဲအေးဆက်ပြီးလေးနက်တဲ့အမျိုးသမီးအမှုဆောင်တဦးကောလိပ်ကျောင်းသူလေးတစ်ယောက်နဲ့ညှို့နှက်မှရင်းနှီးရတာထိုသတင်းသည်ကုမ္ပဏီတစ်ခုလုံးကိုထိတ်လန့်သွားစေနိုင်သည့်ပောက်ကွဲတံတစ်ခုဖြစ်သည့်လုပ်ဖော်ကိုင်ဘက်တွေကချက်ချင်းတက်ပုံရိုက်ပြီးကုမ္ပဏီအဖွဲ့စီပို့လိုက်တဲ့ထိုအချိန်တွင်အဲလစ်သည်လုံးဝတတိမထားမိပဲဘော်သည်သူ၏ရှုပ်ပွားတော့လဲငယ်ရွယ်သောတိုက်ခန်းသို့လိုက်သွားခဲ့သည်သူခဏလောက်ရှာဖွေကြည့်တော့နောက်ဆုံးမှာ Dash Drive ကိုထောက်တနေရာမှာတွေ့ခဲ့တယ်ရပြီးနောက်အဲလစ်ကဆက်မနေတော့ဘူးသူမအမြန်လှည့်ထွက်သွားတော့လဲဘေးကချက်ချင်းပင်သူမနောက်ကိုလိုက်သွားခဲ့သည်တစ်ချိန်ချိန်မှာသူနဲ့အတူကော်ဖီတောက်ဖို့အဲလစ်ကိုဖိတ်ခေါ်ဖို့စိတ်အားထက်သန်စွာကြိုးစားခဲ့တယ်ဒါကိုမြင်တော့အဲလစ်ကနောက်ဆုံးတော့သဘောပေါက်သွားတယ်ဘော်ဒီကုမ္ပဏီ၏အခန့်ပွဲတွင် Last Drive ကိုရိုးရိုးရှင်းရှင်းမထားခဲ့ရခြင်းအကြောင်းရင်းမှာသူမနှင့်တွေ့ဆုံရန်နောက်ထပ်အခွင့်အရေးတစ်ခုဖန်တီးရန်ဖြစ်တော်လဲသူမသည်အေးဆက်စွာအနှောက်အယှက်ပေးခဲ့သည်အဲလစ်၏ရက်ဆက်စွာညှင်းဆိုမှုသည်ဘေး၏နိုးထလာခါစခန်းစားချက်များပေါ့တွင်ရေးတပုံသုံးလောင်းတလို့ပင်သူ့နှလုံးသားထဲကနောက်ဆုံးမျှော်လင့်ချက်လေးပျောက်ကွယ်သွားပေမဲ့အဲလစ်ကသူ့ကိုလိုက်ဖို့အမှန်တကယ်အစပြုပြီးမကြခင်မှာပဲအဲလစ်ကသူ့ကိုလိုက်ဖို့စိတ်ကူးမရင်ခဲ့ဘူးအခွင့်အလမ်းတစ်ခုနဲ့စတင်ဆုံတွေ့ပြီးအချစ်နဲ့အဆုံးသတ်ခဲ့တဲ့အပြန်လန်ရွေးနှုတ်မှုဇလန်းဟာအခုမှစခဲ့တာပါ